လူပြိုဖော်ဝင်ချင်းဒါကလေခလေးဘဝကနေလူကြီးတယောက်ဖြစ်လာဖို့ချက်ထမ်းရတဲ့ခရီးတစ်ခုပေါ့လူတိုင်းတော့ဒီခရီးကိုသွားရတာပဲဒါပေမဲ့တယောက်ချင်းစီအတွက်တော့ခန်းစားရပုံကြိုရတာတွေကတကယ်ကိုမတူညီဘူးဆိုတော့ဒီခရီးမှာဘာတွေဖြစ်လာနိုင်မလဲကဲအတူတူကြည့်လိုက်ကြရအောင်ပါငါမှဘာလို့ခုထိမဖြစ်သေးတာလဲဆိုတဲ့အတွေးမျိုးယင်းနီးနေမှာပါဟုတ်တယ်မလားခုတငယ်ချင်းတွေတယောက်ပြီးတယောက်ပြောင်းလဲလာတာကိုမြင်ရတဲ့အခါကျတော့ဟာငါတယောက်တည်းကြံခဲ့ပြီလားဆိုပြီးစိုးရင်စိတ်တွေဝင်လာတတ်ကြတယ်ဒါကလေအပြစ်မဟုတ်ပါဘူးလူတဘာဝပါပဲပတ်ဝန်းကျင်နဲ့အတူတူဖြစ်ချင်တဲ့စိတ်ကြောင့်ဖြစ်တတ်တဲ့ခံစားချက်တစ်ခုပါကဲပထမဆုံးအပိုင်းအနေနဲ့လူပြိုဖော်ဝင်တယ်ဆိုတာတကယ်တော့ဘာကိုပြောတာလဲဆိုတာကိုကြည့်ကြရအောင်ဒါကခန္ဓာကိုယ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုဆိုတာထက်အများကြီးပိုပါတယ်ဘဝရဲ့အပြောင်းလဲကြီးတစ်ခုအတွက်ပထမဆုံးခြေလှမ်းလို့တောင်ပြောလို့ရတယ်ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်တော့လူပြိုဖော်ဝင်ခြင်းဆိုတာဆယ်ကျော်တဲ့အရွယ်မှာစတဲ့ကူးပြောင်းမှုတစ်ခုပေါ့ခန္ဓာကိုယ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာမှာပါတည်တည်တတ်တာပြောင်းလဲမှုလေးဖြစ်လာတယ်အဓိကကတော့ခလေးဘဝကနေမျိုးဆက်ပွားနိုင်တဲ့လူကြီးတယောက်အဖြစ်ကိုကြီးပြင်းလာခုပါပဲဒီကိစ္စနဲ့ပတ်သက်ပြီးလူတွေအထင်အမှားဆုံးအချက်ကဘာလဲတိလားလူလိုက်တစ်ချိန်တည်းမှာပဲလူပြိုဖော်ဝင်တယ်လို့ထင်နေကြတာပဲအဲ့ဒါလုံးဝမဟုတ်ပါဘူးတကယ်တော့လူတယောက်နဲ့တယောက်ခန္ဓာကိုယ်ရဲ့ဇီဝနိုင်ကမတူကြဘူးလေအဲ့ဒီတော့အချိန်ကွဲပြတာကမှပုံမှန်ပဲဒီအချက်လေးကိုတိထားရုံနဲ့တင်စိတ်ထဲမှာတူတူလေးပေါ်ပါတော့မှာပါဒီမှာကြည့်လိုက်ရင်လူပြဖုံဝင်ချင်းကတော်တော်ကျဲပြန့်တဲ့အချိန်ကာလတစ်ခုချင်းမှာဖြစ်နိုင်တာကိုတွေ့ရပါမယ်မင်္ဂလိတချို့ဆို10နှစ်လောက်မှပြောင်းလဲမှုတွေကိုစပြီးသတိထားမိနိုင်တယ်ယောက်ျားလေးတချို့ကြတော့10နှစ်လောက်မှစနိုင်တော့ပေါ့အဖြစ်အများဆုံးကတော့7နှစ်နဲ့14နှစ်ကြာပေါ့ဒါပေမဲ့စေချိုတက်နောင်ပိုင်းကျမှစတင်တာကလည်းလုံမပုံမှန်ပါပဲဒါကြောင့်အဓိကကတော့လူတိုင်းရဲ့အချင်းစရာကတယောက်နဲ့တယောက်မတူဘူးဆိုတာပါပဲဟုတ်ပြီအခုခန္ဓာကိုယ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအကြောင်းကိုဆက်ပြီးကြည့်ကြရအောင်ဒါတွေကလူပြိုဖော်ဝင်ပြီဆိုတာနဲ့ပထမဆုံးသတိထားမိလေရှိတဲ့လက္ခဏာတွေပေါ့ဟော်မုန်းတွေရဲ့အစွမ်းနဲ့ယောက်ျားလေးနဲ့မိန်းမလေးတွေမှာကြုံရတဲ့ဖြောင်းလဲမှုတွေကတော့မကြူကြောက်ဘူးပေါ့လေယောက်ျားလေးတွေမှာဆိုရင်အတန်ကနည်းနည်းအောလာမယ်မျက်နှာနဲ့ခန္ဓာကိုယ်မှာအမွှေးအမြတ်တွေပေါက်လာမယ်ပခုံးတွေကျဲပြီးကြွက်သားတွေထွာလာမယ်မိန်းကလေးတွေမှာကြတော့ရင်သားဖွံ့ဖြိုးလာတာတင်ပွားကျလာတာပြီးတော့ယာတီတွေစပြီးပေါ်တာအဲ့လိုပြောင်းလဲမှုတွေကိုကြုံတွေ့ရမှာပါဒါပေမဲ့မတူတာတွေရှိသလိုအားလုံးမှာတူတူဖြစ်တဲ့အချက်တွေလည်းရှိသေးတယ်ဥပမာရုတ်တရက်ထွက်လာတာမျိုးပြီးတော့စီးကုံမွေးနဲ့ချိုင်းမွေးတွေပေါက်လာတာမျိုးဒါတွေကတော့လူတိုင်းကြုံရတဲ့ပုံအတွေ့အကြုံတွေပါပဲငါရင်သားကတခြားမိန်းကလေးတွေပိုကြီးနေတယ်လို့ပဲသူတို့ငါ့ကိုတမျိုးမြင်မှာစိုးတဲ့ခံစားချက်မျိုးပေါ့ကိုယ်ခန္ဓာကိုယ်ပြောင်းလဲလာရကိုသူများနဲ့ယဉ်ပြီးရှက်စိတ်ဝင်တာအားငယ်တာတွေဖြစ်တတ်ပါတယ်အထူးသဖြင့်ကိုဘဒူးလဲဆိုတဲ့ရှာဖွေနေတဲ့ဒီရွယ်မှာဒီလိုခံစားရတာကအရန်ကိုဖြစ်လေဖြစ်တတ်ရှိပါတယ်ဒါကြောင့်အဓိကမှတ်ထားရမှာကပန်းနေလိုပါပဲလူတိုင်းကမတူညီတဲ့အချိန်မှာပုတ်လင်းကြတာပါစောစောစီစီပြောင်းလဲတာပဲဖြစ်ဖြစ်နောင်ကျမှပြောင်းလဲတာပဲဖြစ်ဖြစ်အဲ့ဒါအမှမဟုတ်ပါဘူးဘာမှမှားတာမရှိပါဘူးကဲခန္ဓာကိုယ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအကြောင်းပြောပြီးပြီဆိုတော့အခုတွင်းပိုင်းစိတ်ခံစားမှုနဲ့လူမှုဆက်ဆံရေးမှာဖြစ်လာတဲ့အပြောင်းလဲတွေအကြောင်းမို့ဆက်ပြီးလေ့လာကြည့်ကြရအောင်ဒီအရွယ်မှာကိုပိုင်ဆုံးဖြတ်ခွင့်ကိုပိုလိုချင်လာတော့မိဘတွေနဲ့ဆက်ဆံရေးကအရင်ခက်နေခက်ခဲလာတယ်လို့ခံစားရနိုင်တယ်။တငယ်ချင်းအပေါင်းအသင်းတွေလည်းအရင်လိုမဟုတ်တော့ပဲပြောင်းလဲသွားနိုင်တယ်။ရွယ်သူတွေကြားရမှာအဆင်ပြောင်းနေရတဲ့ဖိအားတွေကလည်းရှိလာပြီ။အဲ့ဒီကြားထဲမှာပဲကိုဘယ်သူလဲဘာထစ်ချင်တာလဲဆိုတာကိုရှောက်ခွေရတဲ့စင်ခေါ်မှုတွေလည်းရှိလာပါတယ်။အဲ့လိုရွယ်သူဖိအားတွေနဲ့ရန်ဆိုင်ရတဲ့အခါဒီစကားလေးကိုတတိယပါ။သူတို့တာတကယ်တငယ်ချင်းစစ်တွေဆိုရင်ကိုယ့်ရဲ့စံတာကိုလေးစားလိမ့်မယ်။ကိုမလို့ချင်တဲ့စင်မတက်မတာဖြစ်စေတဲ့ຢာတွေကိုဘယ်တော့မှအတင်းကျပ်ခိုင်းမှာမဟုတ်ဘူး။ဒါကရွယ်သူဖိအားတွေကိုကြော်လွှားဖို့တကယ်ကိုအကောင်းဆုံးလမ်းညွှန်ချက်ပါပဲ။စင်ခေါ်မှုတွေချေးပေးလားဆိုတော့မဟုတ်ပါဘူး။ကြီးပြင်းလာခြင်းမှာကောင်းမဲ့အချက်တွေလည်းများရှိပါတယ်။အသေးသေးတွေကိုလေ့လာနိုင်စမ်းလက်တွေးခေါ်နိုင်စမ်းဒီပိုကောင်းလာတဲ့လူတွေနဲ့ပို့ပြီးတော့အစင်းမြင့်ဆက်ဆံလာနိုင်တယ်။ချင်းတွေ့တာမျိုးတွေစကြင်လာပြီးကာမောင်းတာလိုမျိုးတာဝန်အသစ်တွေနဲ့အတူလွတ်လပ်ခွင့်တွေလည်းပိုရလာပါတယ်။ကဲအခုပြောမယ့်အပိုင်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။စကြောသက်တွေရဲ့အဖြူမိုးနဲ့ဆုံးဖြတ်ချက်တွေရဲ့နောက်ွယ်မှာပါရှိလေ။အဲ့ဒါကတော့စောင်းလုံးနယ်ဆက်ဖြစ်တဲ့သူတို့ရဲ့ဦးနောက်ပါပဲ။တခါတည်းကြရင်စကြောသက်တွေကဘာလို့စီလိုက်မှန်မာနဲ့အန်ဒရယ်များတဲ့ဆုံးဖြတ်ချက်တွေချတတ်ကြတာလဲ။ဒါကသူတို့ရဲ့စာရိတ္တပိုင်းဆိုင်ရာအားနည်းချက်ကြောင့်လုံးဝမဟုတ်ပါဘူးနော်။ဒါကဇီဝဗေဒနဲ့ဆိုင်ပါတယ်။ဒီလိုမြင်ကြည့်လိုက်ပါ။စကြောသက်ဦးနောက်ဆိုတာစွမ်းအားအရန်ကြီးတဲ့အင်ဂျင်တက်ထားပြီး brake စနစ်ကတော့တက်စင်တုံးပဲရှိတဲ့ကားတစ်စီးနဲ့တူတယ်။မမှန်ကန်စင်ကျင်တုံတရားအတွက်တာဝန်ရှိရဲ့ဦးနောက်ရဲ့အရှိပိုင်းနာဖွံ့ဖြိုးနေစေမှုလို့အကျိုးဆက်တွေကိုချိန်ဆိုးဖို့ကသူတို့အတွက်ပိုခက်ခဲနေလာဖြစ်ပါတယ်
ဒါပေမဲ့စိတ်လှုပ်ရှားမှုကိုလိုရာတဲ့ဆယ်ကျော်သက်တမဝါကိုအန်ဒီယာကင်းရဲ့နီလန်ကောင်းနေနဲ့ဖိဖြောက်လို့ရပါတယ်ဥပမာပြိုင်ဝဲဝဲအားကစားတဲ့လှုပ်တာတောင်တက်တာလိုမျိုးစိန်ခေါ်မှုရှိတဲ့လှုပ်ရှားမှုတွေပါစိန်လှုပ်ရှားမှုကိုအပြေးဝပြီးနိုင်တဲ့အက်ကနဲ့ကိုယ်ခန်းစားချက်ကိုဖော်ပြတာဒါမှမဟုတ်တဲဆန်လေးတွေနဲ့အချိန်ဖြုံးတာမျိုးကလည်းအပြူတပိုးဆောင်တဲ့စိတ်ခံစားမှုတွေကိုရစေပါတယ် စိတ်ပိုင်းဆိုင်ရာနဲ့အထက်ဉာဏ်ပိုင်းဆိုင်ရာရင့်ကျက်မှုအပြည့်အဝရဖို့အချိန်စရာကလည်းမတူပြန်ပါဘူး။ main ကလေးတွေကများသောအားဖြင့်စက်ကြောထထနောင်းပိုင်းမှာရင့်ကျက်မှုအပြည့်ရတဲ့ပြင်မြင့်ယောက်ျားလေးတွေကတော့အသက်20ကျော်မှအများအားဖြင့်ရင့်ကျက်မှုအပြည့်ကိုရောက်ရှိတတ်ကြပါတယ်။ ကဲအခုဆိုရင်တော့ကျွန်တော်ရဲ့ဒီ create အစီမှာနောက်ဆုံးပိုင်းကိုရောက်လာပါပြီလူကြီးဘဝစီသွားတဲ့လမ်းမှာကိုယ့်လမ်းကိုဘယ်လိုရှာဖွေမလဲဆိုတာကိုပြောကြရအောင် ဒီခရီးမှာလေခက်ခဲတဲ့အချိန်တွေရှိသလိုပျော်စရာအချိန်တွေလည်းအများကြီးရှိပါတယ်။တခါတလေစိတ်ရှုထွေးနေတယ်လို့ခံစားရရင်လေဒါဟာလုံးဝပုံမှန်ပါပဲ။အဲ့လိုခံစားရတာကမှန်ကန်ပါတယ်။ အစွန်းသက်အနေနဲ့ပြောချင်တာကဒါဟာကလေးဝါကနေလူကြီးဝါကိုကူးပြောင်းတဲ့ခီးတစ်ခုပါပဲပြီးတော့ဒီခီးကိုလူတိုင်းဖြတ်တန်းရပါတယ်ဒါကကျွန်တော်တို့ကိုလူသားတွေရဲ့ဖဲတယောက်နဲ့တယောက်ချိတ်ဆက်ပေးထားတဲ့ဘုံအကျွေးကြုံကြီးတစ်ခုပါပဲဒီပြောင်းလဲခြင်းခီးကလူတယောက်နဲ့တယောက်ဘယ်တော့မှမတူပဲကိုစီထိုးချပါတယ်ဆိုတော့ကိုယ့်ရဲ့ခီးလမ်းပေါ်မှာရောဘယ်လိုအသစ်အသစ်တွေကိုရှော့ပေးတွေ့ရှိသွားမယ်ဆိုတာကတကယ်ကိုစိတ်ဝင်စားစရာပါပဲ